ဟာကဏ္ဍဝင်ကျိုးချင်းထားလို့ကျိုးချင်းကြီးကြပြီညီဆက်လို့ဖြစ်တဲ့ကိစ္စဘူးတောင်ပုံချလို့ရမှာလေဒါကြောင့်ထွေးကိုတနာရင်အခုမောင်အနေထိုင်စင်ញံမှုထွေးတောင်းမှမှာလေလူကြီးကတိတ်ခါရှိရှိမှမနေပဲဘူးခဏခဏပြောရတာလူကြားရင်ရှက်စရာမဟာကဏ္ဍဝင်ထွေးကိုကျွန်တော်လက်ထပ်ရင်းမယ်ပြီးတော့ကျွန်တော်ဘဝကိုကျွန်တော်ရေးဆိုင်မယ်ကိုရင်တော့ချစ်လာပါလေဆိုလို့ရန်ကုန်ကကျောင်းသူလေးကိုသိရသေးရဲ့မကြခင်ဟော့အိမ်အေရှင်မအဖြစ်နဲ့ရောက်လာတော့မယ်ယနေ့ထိတိုင်အောင်မြင်ပြီးခေတ်အဆက်ဆက်လူကြိုက်များနှစ်သက်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကောင်းများကိုမဟာကဏ္ဍဝင်အစီအစဉ်မှာကြည့်ရှုနိုင်ပြီအပတ်စဉ်စနေနေ့နေ့လယ်1:15မဟာရုပ်သံလိုင်းမှာစောင့်မျှော်ကြည့်ရှုလိုက်ပါမဟာကဏ္ဍဝင်